အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ Chelsea ပရိသတ်တွေစောင့်မျှော်နေကြတဲ့သတင်းကောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါပြီအားလုံးခံမှန်းနေကြတဲ့အတိုင်းပဲဘိုင်ယန်လီဗာပူးဇင်အသင်းနဲ့အတူတမိုင်းသစ်ရေးထိုးခဲ့တဲ့ဇာဗီအလွန်ဆိုဟာအခုဆိုရင် Chelsea အသင်းရဲ့နီးပြသစ်အဖြစ်တရားဝင်ခန့်အပ်ခြင်းခံလိုက်ရပါပြီ၄နှစ်သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပြီး Chelsea ရဲ့ခေတ်သစ်ကိုအလွန်ဆိုဘလို့ပုံဖော်သွားမလဲဒီကနေ့ဗီဒီယိုမှာအသေးစိတ်ဆွေးနွေးသွားပါမယ်လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Chelsea အသင်းကအလွန်ဆိုကို2030ဇွန်လအထိ၄နှစ်စာချုပ်နဲ့ခန့်အပ်ခဲ့တာပါသူကဇူလိုင်လ1ရက်နေ့မှာ Stamford Bridge ကိုစတင်ရောက်ရှိမှာဖြစ်ပါတယ်ပြီးခဲ့တဲ့စနေနေ့ကလေးကသဘောတူညီမှုရခဲ့တာဖြစ်ပြီးဒီနေ့တနင်္ဂနွေနေ့မနက်9:00 နာရီမှာတော့ကလပ်အသင်းဘက်ကတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အလွန်ဆိုက Chelsea လိုကမ္ဘာအဆင့်မီအသင်းကြီးကိုနီးပြခွင့်ရတာဂုဏ်ယူကြောင်းနဲ့အသင်းပိုင်ရှင်တွေနဲ့လည်းရီမန်းချက်ချင်းတူညီတယ်လို့ပြောကြားခဲ့ပါတယ်အဓိကကတော့အသင်းမှာရှိပြီးသားလူငယ်တွေရဲ့အရေးရှင်းကိုအသုံးချပြီးစုဖလားတွေကိုရယူနိုင်မဲ့ကာရှာတစ်ခုကိုတိစောက်ဖို့ရီမန်းထားတယ်လို့ဆိုပါတယ်လီဗာပူးဇင်အသင်းမှာ 3-back system နဲ့ကစားခဲ့ပေမဲ့ Chelsea အသင်းမှာတော့ 4-back system ကိုလည်းပြောင်းလဲကစားဖို့အသင့်ရှိနေတယ်လို့သိရပါတယ်အရင်လိုကစားသမားတွေအများကြီးသိမ်းကျုံဝယ်တာမျိုးမလုပ်တော့ပဲအရေးသွေးကိုပဲအဓိကပြစ်မှတ်ထားပြီးဒီနှစ်နွေရာသီမှာကစားသမား3ယောက်ကနေ4ယောက်လောက်အားဖြည့်သွားဖို့ရှိတယ်လို့ဆိုပါတယ်အဓိကကတော့ဗဟိုခံစစ်မှုအသစ်တယောက်ကိုရှာဖွေနေရလို့သိရပါတယ်လက်ရှိမှာတော့ Chelsea အသင်းက Crystal Palace အသင်းရဲ့ခံစစ်မှု Mason Ledcock ကိုမျက်စိကျနေတယ်လို့ဆိုပါတယ်ဒါပေမဲ့ Crystal Palace အသင်းဘက်ကလည်းသူတို့ရဲ့အမာခံကစားသမားကိုလက်လွတ်မခံပဲလာစာတိုးပေးပြီးစာချုပ်သစ်ရှုပ်ဖို့ပြင်ဆင်နေရလို့သိရပါတယ်ကဲ Chelsea ပရိသတ်ကြီးရေအခုလိုဇာဗီအလွန်ဆိုရောက်လာတာကိုဘယ်လိုမြင်ကြလဲသူကရော Chelsea ကိုအရင်လိုစုဖလားတွေရယူပေးနိုင်မဲ့အသင်းတစ်သင်းဖြစ်အောင်လှုံ့ဆော်ပေးနိုင်ပါမလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး